ဒီနေ့ပွဲမှာတော့ public 3ကောင်စိတ်ထုမှုကြောင့် enemy ဘက်က9ယောက်နဲ့ကျွန်တော်ရဲ့ကောင်မလေးရဲ့ဘရိုအသေးပြန်ခံချအောင်လို့ဆိုတာကိုကြည့်ရမယ့်ပွဲလေးဖြစ်ပါတယ်အားလီမှာတော့ကျွန်တော်ပစားနေရကို enemy ဘက်ကခြောင်က red back ကိုလာပြီးတော့နောက်တယ်ဗျာဘာလို့ခုလိုလာနောက်လဲဆိုရင်သူတို့ဘက်မှာပေးထားတာကဂျန်ကရနကောင်များအဲ့ဒါမျိုးကျွန်တော်ရှီယာ retry ကိုလာတောင်းတာဒီကောင်စာလာတက်ပြနေတယ်ကျွန်တော်တော့ red back ကိုမပေးချင်ဘူးဗျာဒါမှဆက်စားနေလိုက်တယ်နောက်ဆုံးမှာတော့သူ့ red back မပေးချင်တဲ့အတွက်ကြောင့်ကျွန်တော်က လေးပေါက်ပြီးစားလိုက်တယ်ဗျာနော်တင်လာတာကျွန်တော်ရှိမှ revolution မရှိဘူးဆိုတဲ့ information သူ့တင်ကိုပေးမယ်ထင်တာဗျာဒါပေမဲ့ Julian ဘတ်တိုက်ဖို့အတွက်အနောက်ရောက်လာတယ်ဒီကောက်ပုံစံကြီးကကျွန်တော်အထင်သေးတဲ့ပုံစံဖြစ်မယ်ကျွန်တော်က skill 2နဲ့ပိုင်းလိုက်တယ်ပြီးတော့ EC key လေးယူလိုက်တယ်ဗျာပေါ်လမ်းမှာရှိတဲ့ maximum ဖြစ်တဲ့ Moscow ကိုကျွန်တော်က skill 1လေးဖိပြီးတော့ skill 2လေးနဲ့သုံးပြီးတော့အဲဒီ melee နဲ့ကောက်စားလိုက်တယ်ဗျာကောင်မလေးရှိရဒီနေရာမှာဗျာ Julian စကေးသုံးပြီးဆာလာတက်ပြတယ်ကောင်မလေးကလည်းချုပ်တယ်ကျွန်တော်ကလည်းဘက်ကိုရင်စားတယ်ဗျာပြီးလည်းပဲကောင်မလေးကိုကောက်ခဲ့တယ်ပြီးလည်းပြောကောင်မလေးကိုတူပါလေးစက်လိုက်တယ်ကျွန်တော်ကလည်းဖယ်ရမလဲသူ့ဘက်ကမော်စကိုကြီးဘက်ခေါ်ချလာကျွန်တော်ကလည်းပြေးရအောင်ဒါပေမဲ့စကေးတူးရင်ကျွန်တော်ဒမ်းမိပြလိုက်တယ်ပြီးလို့ရှိရင်စကေးဝင်လေးနဲ့အလှလေးယူပြီးတော့တက်ပြလိုက်တယ်တောက်ယူဒီမှာဗျာ Julian ကိုကြည့်ခြုံထဲမှာထိုင်ဆောင်နေတယ်မကောင်မလေးကိုတက်လိုက်တယ်အေးဟုတ်ပြီမင်းကောင်မလေးကိုတက်တဲ့အတွက်ကြောင့်ငါလက်သားပြန်ရှိပြမယ်ဒီလိုလေးတိတ်တန်းအင်းတို့လူခြုံကူပြီးတက်တဲ့ကောင်တွေကို reset လုံးဝမရှိဘူးကွာသိလားပြီးမှအော့ချက်ကြီးနဲ့စတာလို့ပြောတယ်တဲ့ဒီဘက်ထဲမှာဆိုရင်ဗျာဆလီနာဖန်တွေကိုလိုက်ကောက်တယ်ဗျာအမှဂျူလီယာဆရာကြီးပုံစံနဲ့လာပြီးတော့တက်လိုက်တယ်အဲ့ဒါကိုဆလီနာမသေးပါဘူးနဲ့သူ့ကိုကျွန်တော်ကအဲ့ဒီမလေးနဲ့တုံးပြီးတော့ကေးလေးကောက်လိုက်တယ်ဒီမှာဆိုလည်းဗျာချောင်းကျွန်တော်တက်ပြီးတယ်ဗျာသိလားဒီနေရာမှာဆိုလည်းဗျာကျွန်တော်မော်စကိုအေးသီးလေးနဲ့ဒါလေးကောက်တက်တယ်ဗျာဒီမှာဆိုကျွန်တော်ရဲ့ကေးရီတစ်ချက်ရှိုးယူပါဘူးဒီနေရာမှာလည်းဗျာဖန်တွေကျွန်တော်က blue back ယူမယ်ပြီးလို့ရှိရင်သူ့ဘာတက်ပြီးတော့ထပ်ပြီးလိုက်တယ်ဒီမှာဆိုရင်ကြည့်ဦးများထောင်းကကျွန်တော်စာလာတက်ပြတယ်ကျွန်တော်ကလည်းဖယ်ရမယ်ရောသူ့နောက်လိုက်တယ်ဗျာပြီးလို့ရှိရင်သူ AAC လေး CK1 CK2 ပေါင်းတက်ပြီးလိုက်တယ်ဗျာ play တိုက်ထားလို့ recall လေးနဲ့လက်မှတ်နဲ့ပြပြီးတော့ဖက်ရုံမရှိသေးတယ် Fanny ကရောက်ချလာပါတယ်အဲ့လိုလည်းပဲကျွန်တော်တို့ချတယ်ဗျာပြီးလည်းပြောကျွန်တော်ကဝင်ပိုင်းတဲ့အခါမှာကျွန်တော်သူ့ကပတ်ပြီးတော့ပြန်ပြီးသွားတယ်ပွဲတော့လုံးပါဗျာကျွန်တော်ရဲ့ကောင်မလေးရဲ့ပဲရှိတယ်ဗျာစလီနာတို့အဲရိုတို့ဟန်နာဘီတို့တီယူတင်နေရဗျာအဲရိုတို့လည်းစတက်ကခုတည်းပွဲပြီးတော့မပြီးသေးဘူးသူစုတော့အမှကျွန်တော်ဘာမှဝိုင်းမလို့ဗျာစိတ်ပြက်စရာဒီမှာဆိုလည်းကျွန်တော်ပတ်သားနေဗျာပြီးလည်းပြောချောင်းကျွန်တော်လာကန်သွားတယ်အမှကျွန်တော်တေသွားတယ်ဗျာပြီးလည်းပြောမှဂျူရီယန်ကိုကြည့်ဗျာယောက်ျားတမ်းမဲ့မိန်းကလေးတယောက်ကိုမှပြောဆိုနေကြည့်ဦးဗျာ brother တို့မြင်ဒီလူကောင်မျိုးတွေကနိုင်မနိုင်ဘူးဆဲတယ်အဲ့လိုမျိုးချင်းရှိတယ်ဗျာသူတို့တွေကဒီဘက်မှာသူ့အပေါင်းဝင်သူ့တင်က3ကောင်တေသွားတယ်ဗျာတအားရနေရတယ်ကြည့်ဦးမှလေလဲတိုက်တယ်ဗျာဆဲဗျာကြည့်ဦးတကယ်စိတ်ပြတ်ဖို့ကောင်းနေကောင်းနေဗျာဒီလားတင်ဘက်ကလည်း public ရပါလာတဲ့3ကောင်လည်းဘာမှသုံးထားလို့မရဘူးကျွန်တော်ရဲ့ကောင်မလေးရဲ့နေရာပဲရုံးကန်ပြီးတော့မှအတိထိနေရတယ်တော့မှဘယ်ကောင်နေနိုင်နေဒီမှာဆိုရင်လည်းကြာ enemy ဘက်ကလောလုံးနေတာကျွန်တော်ဘက်ကကောင်ကြီးတယောက်မှလည်းမလာဘူးကြာကျွန်တော်တယောက်တည်းမှဝင်လို့ကတော့ခေါင်းမှပဲချောင်းကပိတ်ပြီးအများကြီးရတယ်တော့လေးရပြီးဖက်ပြေးလာတယ်ကောင်မလေးကောင်းလို့ဒီလိုနဲ့ပဲကျွန်တော်တို့ပတ်တယ်ထိုင်ကြတယ်ပဲကောင်းတူးမဲ့ကောင်မပါတော့ကျွန်တော်ပဲလိုက်ပြီးတော့သူ့လျှော့တယ်ပြီးလို့ရှိရင်လိုက်တက်ပြီးရပြအမှပြဘာမှဝင်လို့မစလီနာတို့ဟန်လီတို့စီဘာမှမလို့ကျွန်တော်ကတော့လုံးကြောင်းတက်ပြီးလိုက်ပြအမှတီးသွားတယ်ဗျာတော့ကီရီကိုလက်ချက်ကြည့်ပါ brother တွေလောက်တော့ရုံးမိနေတာမှပဲဒီကောင်ကယောက်ျားတိုင်မနဲ့မိန်းကလေးတယောက်ကိုပြောတဲ့စကားလေး brother တို့တစ်ချက်ကြည့်ကြည့်လိုက်အောင်မှပါလဲဆိုတာဒီမှာတော့ကြည့်လိုက် public ကပါလာတဲ့ကောင်တွေဘယ်နှခါဒီလဲဆိုတာတစ်ချက်ကြည့်လိုက်အောင် brother တို့နောက်ဆုံးမှာတော့ကျွန်တော်တို့ပဲရှုံးရတော့ဗျာ brother တို့တဲ့ page တဲ့ message ကတော့ public ကိုလုံးဝမယုံပါနဲ့လို့ပြောချင်ပါတယ်အားလုံးပဲ bye bye